မွေးလာတုန်းကဘေဘီလေးတွေကိုမမေတို့ပဲတိုက်တာဆိုပေမဲ့မေမေကအစားစီကျင်လိုက်မယ်ဆိုရင်တော့အဆင်ပြေပါတယ်။တိတ်ပြီးတော့အများကြီးတွေးစရာမလိုပါဘူး။ဘေဘီလေးတွေ9လကျော်6လတည်းရပြီဆိုတာနဲ့အစားအစာကျွေးပြီးတော့သမင်းကိုကြိတ်ကျွေးတာအားရမို့ကျွေးတာဆိုပြီးတော့အမျိုးမျိုးရှိလာပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းအသီးအရွက်လေးတွေနည်းနည်းချင်းစီထည့်ကျွေးလာပါတယ်။ဒီလိုကနေပြီးတော့မှနောက်ဆုံးတိတိလေးတွေကျွေးဖို့စဉ်းစားလာတာပါ။ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဘေဘီလေးတွေကိုအသီးအနှံတွေကျွေးခြင်းနဲ့ဘာကျွေးရမလဲဆိုတာမသိတဲ့မိမေတွေအတွက်ဘေဘီလေးတွေကိုကျွေးလို့ရမယ့်တစ်တီနဲ့ဟင်းသီးရွက်တွေကိုပြပြပေးလိုက်ပါတယ်ပထမအဆုံးစားစာလေးတစ်ခုအနေနဲ့အကြောင်းမိုးလာဦးနေပါအပင်ကနေပြီးတော့ရရှိတဲ့ဗီတာမင် A တစ်မျိုးဖြစ်တဲ့ဘီတာကယ်ရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။တဘာဝအချိုလည်းရရှိစေမှာဖြစ်သလိုဘေဘီလေးရဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့လည်းအကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။နောက်တစ်ခုအနေနဲ့ကစုံဦးပါကစုံဦးကချိုချိုလေးနဲ့အယောင်အသွေးလာလို့ဘေဘီလေးတွေတော်တော်များများမရင်းနိုင်တဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ကစုံဦးမှာပိုတက်ဆီယမ်ဗီတာမင် C အမြင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေတဲ့အပြင်အမြင်အာရုံရောအသားအရည်ကိုပါကျန်းမာစေနိုင်သလိုအစာချေစနစ်အတွက်လည်းအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ကင်ဆာကိုကောက်ွယ်ပေးနိုင်စွမ်းလည်းရှိပြီးတော့ဘေဘီလေးတွေရဲ့ကြီးတော့ဖွံ့ဖြိုးမှုအတွက်လည်းအကောင်းဆုံးအဖြစ်ပေးနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ပန်းခေါ်ပြီးစိမ့်ပါဘေဘီလေးတွေအတွက်မပါမဖြစ်အသီးနှံတွေတစ်ခုပဲဖြစ်ပါတယ်။အကြောင်းကတော့ပန်းခေါ်ပြီးစိမ့်မှာဘေဘီလေးတွေကြီးတော့ဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့အာဟာရဓာတ်တွေဖြစ်တဲ့ဗီတာမင် C, folic acid, တန်တက်, ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေတဲ့အတွက်ကြောင့်ပါ။နောက်တစ်ခုအနေနဲ့အာလူးပါအာလူးမှာဗီတာမင် C နဲ့ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေပြီးတော့ဘေဘီလေးတွေကိုအာဟာရပြည့်ဝစေသလိုကျန်းမာရေးကောင်းမှာတော့အသေးချပါပဲအခုပြောခဲ့တဲ့အသီးအနှံလေးတွေကိုနွေးနေအောင်ပြုတ်ပြီးတော့ကြိတ်ချီပြီးဘေဘီလေးတွေကိုကျွေးပေးလို့ရပါတယ်ဒီတော့ဘေဘီလေးတွေအတွက်အသေးတော်ဆုံးတတိကရောဘာတွေဖြစ်မလဲဆိုရင်ပထမအဆုံးအသီးလေးကတော့ပန်းသီးပါအစာကျွေးဖို့လွယ်ကူပြီးတော့ဘေဘီလေးတွေအစာချေစနစ်မှာအကျိုးပြုဘက်တီးရီးယားတွေတိုးပွားစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်ပန်းသီးမှာပါတဲ့အမြင့်ဓာတ်ကဘေဘီလေးတွေကိုဝမ်းချုံမှုမရှိအောင်လည်းကာကွယ်ပေးပါတယ်နောက်တစ်ခုအနေနဲ့ငါပြောသေးပါခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရကိုထောက်ပံ့ပေးသလိုဝမ်းပြက်ဝမ်းလျှော့ဖြစ်တာဝမ်းချုပ်တာလိုမျိုးဝမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုကင်းစင်နိုင်ပါတယ်နောက်တစ်ခုအနေနဲ့သင်္ဘောသီးပါဗီတာမင် C ဗီတာကယ်ရိုတင်းနဲ့ပြုံးဝင်လေတဲ့အမြင့်ဓာတ်တွေကျွဲဝါစွာပါဝင်နေပါတယ်သင်္ဘောသီးမှာပါဝင်တဲ့အင်ဇိုင်းဟာအစာချေစေနိုင်တယ်လို့ဘေဘီလေးတွေဝမ်းမှန်စေဖို့လည်းအကောင်းဆုံးအထောက်ပံ့ပေးပါတယ်နောက်ဆုံးတစ်ခုအနေနဲ့blueberry ပါဗီတာမင် C ပါဝင်သလိုတတိုးဆက်စီအာနီးတင်လည်းကျွဲဝါစွာပါဝင်နေပါတယ်ကိစ္စကိုကောက်ွယ်ပေးနိုင်သလိုဘေဘီလေးကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့လည်းအကောင်းဆုံးအထောက်အပံ့ပေးပါရနော်ဒီတော့မိဘတွေအနေနဲ့ကိုယ့်ရဲ့ဘေဘီလေးတွေကိုကျွေးလို့ရမယ့်တည်တည်တွေနဲ့ဟင်းသီးရွက်တွေအကြောင်းကိုသိသွားလောက်ပြီးထင်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်